ကျွန်တော်တို့ကအဖျားကိုတအားကြီးချဖို့မကြိုးစားပါနဲ့ကျွန်တော်တို့အဖျားကိုဒီဘက်ကချတာလည်းအရေးကြီးတယ်လို့ဒီဘက်ကဘာလဲအရေးကြီးတယ်သူ့ရဲ့ဖျားရခြင်းအကြောင်းရင်းကိုရှာဖွေကုသပေးဖို့လည်းလိုပါတယ်အဲ့တော့ကျွန်တော်တို့ကဒုံးကြီးမထည့်နဲ့လို့မပြောပါဘူးဒါပေမဲ့ဒုံးကြီးထည့်ခြင်းထည့်ပါဒါပေမဲ့ဘယ်လိုအချိန်မှထည့်ရမလဲပါဇက်ကမတောက်နိုင်တဲ့အချိန်မှထည့်ပါနောက်တစ်ခုကကြတော့ဆေးတစ်ချိန်တိုက်ပြီးလို့နောက်တစ်ချိန်အချိန်စီးတဲ့အချိန်မှာပါဇက်ကမတိုက်ဘဲနဲ့ဒုံးကြီးထည့်ပါအဲ့တော့ပါဇက်ကလည်းတိုက်တယ်တိုက်ပြီးတာနဲ့ဖျားမကြလို့ဆိုပြီးဒုံးကြီးထည့်တာမျိုးလုံးဝမလုပ်ဘူးဒါလေးအတိပေးအကြံပေးပါရစေပေါ့နော်နောက်နံပါတ်1အချက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့ဆေးပြင်းတွေတိုက်တာပေါ့ဆေးပြင်းတိုက်တာဆိုအခုကျွန်တော်တို့ဖျားတယ်ဒီနေ့ဖျားတယ်မနက်ဖြန်ဖျားတယ်ဟာငကိုတော့ဆိုဆရာရဲ့ဆေးလေးတစ်ခွက်နှစ်ခွက်တိုက်လိုက်တဲ့ဟာချစ်ချင်းကျွန်တော်တို့တက်တာတယ်ဒီတစ်ခေါက်တော့မတက်တာလို့ဆရာကြီးဘာဆေးလေးပြောင်းတိုက်လိုက်တော့မှပဲအဖျားကျသွားတာချွေးလေးတွေထွက်သွားတာနော်ဒါလည်းကျွန်တော်တို့ကောင်းတဲ့အလေးထားမဟုတ်ပါဘူးတခါလေဒီဘက်ဆေးကမ်းမှာဆေးတိုက်တယ်မတက်တာဘူးဟာဟိုဘက်ဒီဘက်ဆေးကမ်းကဆေးပြော့လို့အဲ့ဒီဆရာအဲ့တော့ဟိုဘက်ကဆရာရှိသွားတော့မှဟိုဘက်ကဆရာနဲ့မှ तू ကဆေးတူးတာဆေးပြော့ရင်လက်မခံဘူးဆိုတော့ဒါလေးတွေလည်းကျွန်တော်တို့အယူဆအမှားပါကလေးတွေမှာကျွန်တော်တို့ကပါရာစီတမောတစ်မျိုးကတော့အန်တီရကင်းနဲ့ကျွန်တော်တို့အပူကျစေတစ်ခုပေါ့နော်အဲ့မှာတချို့ ibuprofen တို့ diclofenac တို့နော် celecoxib တို့ကအပူကျစေတာမှန်တယ်သို့တော်ညာလဲသူ့မှာကျွန်တော်တို့ကအန်တီရရှိဆိုင်နေနိုင်တဲ့အစာအိမ်သွေးယိုစီးမှုတို့တခြားမကောင်းတဲ့အချက်တွေရှိတယ်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာအထူးသဖြင့်ဒီရာဒီမှာသွေးလွန်တုပ်ကွေးလေးတွေကဖြစ်နေတတ်ကြတယ်ဖြစ်လေဖြစ်တာလည်းရှိတယ်ဒီရာသီတွေမကပါဘူးတစ်နှစ်ပတ်လုံးမှာဖြစ်တယ်ဒါကြောင့်တော့ကျွန်တော်တို့ဆရာကြီးကလေးထူးထူးဆရာဝန်ကြီးပမောက္ခဒေါက်တာဦးစောဝင်းကသူစာချုပ်လေးချိုးထားတယ်เนาะကျွန်တော်တို့သင်ကြားပေးတဲ့အချိန်မှာဟလာရာသီတိုင်းတွင်ဖျားနာလင်သွေးလွန်တုပ်ကွေးမှအဖျားကြလင်မလန်းလင်အစဉ်တတိချက်ပေါ့နော်ဒါလေးပဲအဲ့တော့ရာသီတိုင်းမှာသွေးလွန်တုပ်ကွေးကဖြစ်နိုင်တယ်အဲ့တော့သွေးလွန်တုပ်ကွေးမှာကျွန်တော်တို့ကခုနပြောတဲ့ပြင်းထန်တဲ့ ibuprofen ပါတဲ့ဆေးတွေ diclofenac တွေဆေးတွေ celecoxib တွေဒါမျိုးတွေများတိုက်မိလိုက်တယ်ဆိုရင်အစာရင်သွေးကြောပေါက်တာနဲ့သူတို့အသက်အန္တရာယ်အထိဖြစ်စေနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့အဖျားမကျလို့ဟာဆေးပြော့လို့အဖျားမကျတာဆေးပြင်းပြင်းတိုက်မှအဖျားကျတယ်ဆိုတော့အလေးချင်းကလည်းကောင်းတဲ့အလေးချင်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကအဖျားကိုသူ့ရဲ့သတ်မှတ်တဲ့ပါရာစီတမောသူ့ရဲ့ကိုလေးချိန်နဲ့တွက်ချက်ထားတဲ့တိကျတဲ့အတိုင်းတိကျတဲ့အချိန်လေးပဲတိုက်ပြီးဖို့အကြံပေးပါရစေနောက်နံပါတ်3အချက်ကတော့တင်ပါစီထူတာပေါ့နော်အားဆရာကြီးပါဇက်ကတောက်ဆေးကမဝင်လို့ပဲဖြစ်ဖြစ်เนาะတောက်ဆေးကိုပြော့လို့ပဲဖြစ်ဖြစ်ဆေးလေးတစ်လုံးသွားထိုးလိုက်တော့မှချွေးလေးထွက်ပြီးအဖျားကျသွားတယ်เนาะဒါလေးတွေကိုအများစုကသဘောကျကြတာပေါ့အထူးသဖြင့်နေတွေမှာเนาะကလေးတွေမှာခုနကပြောသလိုပဲသွေးလွန်တုပ်ကွေးဖြစ်စေနိုင်တဲ့ဖြစ်နိုင်တဲ့ဟိုကျွန်တော်တို့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတင်မှာဆေးအထူးသဖြင့် diclofenac တို့ analgesic တို့ကလည်းဒီကျွန်တော်တို့မလိုလားတဲ့သွေးယိုစီးမှုတွေကိုပိုပြီးဆိုးစေတယ်ဆိုတာတွေ့ရှိထားရပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါလေးထားလေးကိုလည်းမလုပ်စေချင်ပါဘူးเนาะနောက်